GPS နံပါတ်9ပေါ့နော်မြို့တွေအတွက်ပေါ်ထားတဲ့အနေအထားမှာရှိတယ်မီးတိုင်းတွေရှိတယ်ကွန်ကရစ်လမ်းရှိတယ်ဒါပေမဲ့စီမံကိန်းတစ်ခုအောက်ထားတဲ့အနေအထားမျိုးမှာရှိနေတယ်ဒီနဲ့စိုက်ပျိုးရေးနဲ့လုပ်ထားတာတွေရှိနေတယ်ဒါကGPS နံပါတ်9ထဲမှာစောက်လို့ရေးလုပ်ပေးထားပါတယ်ဆိုတဲ့အကြောင်းကိုရေးထားတာဒါတိတ်မကြသေးခင်ကာလမှာလုပ်နေတဲ့သဘောမှာရှိတယ်ဒါ GPS နံပါတ်တက်ကြည့်တဲ့ရှစ်ဒီပြင်မှာတော့ပတ်ဝန်းကျင်ကမြေကွက်တွေတောင်ရိုက်ထားတာတွေ့တယ်မီးတိုင်တချို့လည်းစိုက်ထားတာရှိတယ်ပတ်ဝန်းကျင်မှာလည်းစိုက်ပျိုးရေးလုပ်နေတယ်ကွန်ကရစ်လမ်းလေးရှိတယ် GPS အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီတိုင်းမြင်နေရတယ်ရွာနဲ့နီးပြီးတော့စိုက်ပျိုးဖို့တော့အဆင်သင့်မြင်နေတာကိုတွေ့ရတယ်အဲတော့လောက်ကွက်နံပါတ်8ကဒီနေရာ Head south. It's about 12 meters to your destination. ဒီမှာလည်းကြည့်မယ်ဆိုရင်ဒါကတော့ယူမယ်ဆိုယူလို့ကောင်းတဲ့နေရာပေါ့ဒီကတော့အရင်ပိုင်ရှင်ကိုပဲကြည့်ရမှာဒီမှာအလုပ်လုပ်မယ်ဆိုတော့ဒါကြီးလို့ဆရာတော့မလိုတော့ဘူး In 50 meters, you will arrive at your destination. ပိုင်ရှင်ကစင်ကူမှာလို့ပြောတယ်ဖုန်းနံပါတ်တစ်လုံးပေးလိုက်တယ်ပြန်ရောက်မယ်လို့ပြောတယ်ဘာနဲ့လမ်းကတိတ်မကောင်းဘူးမြင်နေတယ်ဒါပေမဲ့မီးရှိတယ်ဖုန်းလိုင်းရှိတယ် transformer အိုးတွေမီးတွေကရောက်လာတယ်ဒါကပိုင်ရှင်ကစင်ကာပူမှာလို့ပြောတယ်ဒါကစင်ကာပူမှာပိုင်ရှင်ကစင်ကာပူမှာလို့ပြောတယ်ဖုန်းနံပါတ်တစ်လုံးပေးလိုက်တယ်ပြန်ရောက်မယ်လို့ပြောတယ်ဒီဖုန်းနံပါတ်ကအဲ့ဒီစင်ကာပူသွားတဲ့လူကိုလမ်းဆက်လို့ရတဲ့အိမ်နာကအင်ချင်မြေအကျိုးဆောင်ဖုန်းနံပါတ်ဒါကတော့အဲ့မြေကိုပြန်ရောက်မယ်ဆိုတဲ့ဟာကိုသိတယ်အကျိုးဆောင်အမဖုန်းနံပါတ်ကတကယ်ဆိုင်ပေးလိုက်တာပါအဲ့တော့ဒီမြေကိုနံပါတ်9ကိုကြည့်တဲ့အခါမှာတော့ဘယ်ဘက်ချမ်းမှာထမင်းဆိုင်ရှိပြီးတော့အရှိလေးနည်းနည်းသွားလို့ရှိရင်လေတက်ရှိတယ်အဲ့နောက်တစ်ပိုက်မှာအထည်ကျုပ်စက်ယုံတွေရှိတယ်ပြည်လမ်းမယူပြန်တက်လာလို့လွယ်တယ်အဲ့နောက်မှာရက်ွက်တွေရှိနေတယ်ဒီချန်ကပိုင်ရှင်ကစင်ကာပူသွားနေတာကိုအကျိုးဆောင်နဲ့အပ်ထားပြီးတော့အခုနှစ်ထိပြန်မလာဘူးအထဲထဲမှာတော့ transformer အိုးအကြီးကိုပါထက်ခတ်ထားတာတွေ့ကြရတယ်အပင်တွေကတော့နှစ်ရှည်ပင်တွေစိုက်ထားတယ်အရင်ပြုစုပြုထောင်ထားတာတော့မရှိဘူးအနားလေတက်ကအရင်ကလက်မကြီးထိပေးထွက်တယ်အခုကပေးမထွက်တဲ့ခါကျတော့ပတ်ပြီးတော့အပြင်ကနေထွက်နေရတာရှိတယ်